လေးကနားကိုခဏခဏကန်ပြီးတော့ငုံနေရင်သတိထားမယ်အချက်များအားလုံးပဲမင်္ဂလာပါပပမ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ပပမ channel မှာကျမရေးဘူးစကားတွေအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာကြီးပါဖြစ်ပါတယ်ဒီဗီဒီယိုမှာပေါ့နော်ဒီကလေးတွေကြားမှာအဖြစ်များတဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့နော်ဒီနားကြိုက်တာနဲ့နားပြူတာအကြောင်းလေးကိုကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီကိစ္စခဏခဏဖြစ်တယ်ဒါပေမဲ့မိဘရဲ့အနေနဲ့ပေါ့နော်ကျုပ်မိဘရဲ့ဘယ်လိုပုံစံမျိုးနဲ့ကန်တွေ့ရမလဲဘယ်လိုပုံစံဖြေရှင်းရမလဲမသိဘူးပေါ့နော်နားတယ်တွေ့ကြရရှောက်ထဲတယ်တွေ့ကြရလောက်တာမျိုးတွေအများကြီးတွေ့ကြုံကြရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုမှာကျွန်တော်ကတော့ဒီနားကြိုက်တာနားပြူတာတွေဘာကြောင့်ဖြစ်တာလဲဘယ်လိုပုံစံမျိုးနဲ့အိမ်နည်းနည်းနဲ့လုပ်လို့ရတယ်ဘယ်လိုအချိန်ဒီမှာတော့ဆရာဝန်နဲ့တေချာပြသဖို့လိုလဲဘယ်လိုကုသမလဲဆိုတာကိုတေချာသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးစရအောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593992ကိုမနက်၈နာရီကနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်အရင်ဆုံးပေါ့နော်ဒီကလေးတွေကလူကြီးတဲ့စားလို့ရှိရင်ဘာဖြစ်လို့နားကြိုက်တာနားပြူတာပိုဖြစ်ကြတယ်လို့တော့အရင်ဆုံးရှင်းပြပေးရမှာပေါ့နော်အဲ့တော့နားမှာ၃ပိုင်းရှိတယ် external ear ရှိတယ် middle ear ရှိတယ် inner ear ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ middle ear လို့ခေါ်တဲ့ဒီအလယ်နားနဲ့နှာခေါင်းကြားထဲမှာဆက်သွယ်ထားတဲ့ eustachian tube ဆိုတာရှိတယ်ကျွန်တော်တို့လူကြီးတွေမှာဆိုတော့တော်တိုင်ကအဲ့ tube ကနေပြီးတော့တိတ်ပြီးတော့ဒီနှာခေါင်းကနေပြီးတော့ပိုးတွေနှက်ချီးတွေအဲ့လိုမျိုးရအဘက်ကိုရောက်ဖို့တော်တော်ခဲရင်နေပေါ့ဗျာမရောက်တာတော့မဟုတ်ရောက်နိုင်တယ်ဒါပေမဲ့ကလေးမှာကြတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီ eustachian tube လေးကသူကရှည်လဲတိုလဲတိုတယ်ပြီးတော့ပြေပြပြန်လေးပေါ့နော်ပြီးတော့အလွယ်တကူဟိုဘက်ဒီပဲကူးလို့ရတယ်ရောကလေးတစ်ယောက်ကနှာစည်းချောင်းဆိုးဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီနှာစည်းချောင်းဆိုးကဖြစ်လာတဲ့ပိုးတွေပဲဖြစ်ဖြစ်အရည်တွေပဲဖြစ်ဖြစ်အဲ့ဒါတွေပေါ်မှာဒီ middle ear ပေါ့နော်အလယ်နားတွေကိုအလွယ်တကူရောက်ပြီးတော့ otitis media လို့ခေါ်တဲ့အလယ်နားရောင်ရင်းကြီးကိုဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့လူကြီးတဲ့စားလို့ရှိရင်ကလေးတွေမှာနားကြိုက်တာနားပြူပါရပို့ပြီးတော့ဖြစ်ရရင်ဖြစ်ပါတယ်ပေါ့နော်ကဲတော့ကလေးတစ်ယောက်နားကြိုက်ပြီဆိုရင်ဖြစ်ကြတဲ့အကြောင်းရင်းတွေကိုဆွေးနွေးပြသွားပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးအကြောင်းရင်းကခုနကပြောတဲ့အလယ်နားရောင်တာပေါ့နော်ဒီကလေးကများသောအားဖြင့်နှာစည်းချောင်းဆိုးဖြစ်ပြီးတဲ့အချိန်မှာနောက်ပိုင်းကျရင်နားကြိုက်တာကိုတွေ့ရတယ်အဲ့နားကြိုက်ပြီဆိုရင်ကလေးကနားလေးကန်ကန်ပြီးတော့ငူတာပေါ့အဲ့ဒါလေးမိဘရဲ့သိထားမိမယ်ဆိုရင်ဒါဒီကလေးကနားကြိုက်တာသို့မဟုတ်နားပြူတာဖြစ်ပြီးတော့ကျွန်တော်ခန့်မှန်းလို့ရတယ်ပေါ့အဲ့ဒါအပြင်နောက်ချက်တွေရှိသေးတယ်အဲ့ဒါဘာလဲဆိုရင်သွားပေါက်တာပေါ့နော်အန်ဆုံးလေးစပေါက်ပြီပေါ့နော်ကလေးမှာအန်သွားလေးစပေါက်ပြီလို့ရှိရင်အန်သွားလေးစပေါက်ပြီဆိုကလေးကသွားကြိုက်တဲ့ဝေဒနာခံစားရတယ်အဲ့သွားကြိုက်တဲ့ဝေဒနာကအဲ့နောက်မှာကြိုက်နေတာနားနဲ့သွားညီတဲ့အခါမှာနေမလေးကန်ကန်ပြီးတော့ငူတယ်တကယ်တော့သူကနားကြိုက်နေတာမဟုတ်ဘူးသွားကြိုက်နေတာပေါ့နော်အဲ့ဒါကြောင့်ပြတ်တတ်တယ်နောက်တစ်ခုကတော့ကျွန်တော် swimmer ear လို့ခေါ်တာပေါ့ကလေးတွေကိုရေချိုးရမ်းနေပေါ့ရေချိုးရင်းနဲ့ပဲရေကနှာခေါင်းထဲဝင်သွားဒီနားထဲဝင်သွားတာပဲဖြစ်ဖြစ်အဲ့တော့ကလေးကိုရေကူးကန်ထဲမှာရေချိုးပေးတဲ့အခါမှာပဲဖြစ်ပေါ့နော်နားထဲရေဝင်သွားတဲ့အခါမှာအပြင်နားရောင်ရမ်းပြီးတော့နားကြိုက်တာပေါ့အဲ့ဒါကြီးလည်းဖြစ်တတ်တယ်နောက်တစ်ခုကတော့နဖားကလော်တာပေါ့နဖားကလော်တဲ့အချိန်မှာဒီမိဘတွေကပေါ့ကလေးတွေကိုနဖားကြီးပိတ်နေဆိုကလော်တဲ့အချိန်မှာနဖားကြီးကထွက်မလာပဲအဲ့နဖားကြီးကနစီကိုသွားပြီးတော့ဖိရဲ့အချိန်မှာအဲ့ pressure effect ကြောင့်မို့လေကလေးကနားကြိုက်နေပါတယ်ဒါကတော့ကလေးတယောက်နားကြိုက်ပြီဆိုရင်ဖြစ်တတ်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်ကဲဒါဆိုရင်ကလေးတယောက်နားကြိုက်ပြီးနားပြူပြီဆိုရင်ဘယ်လိုလက္ခဏာတွေပြမလဲပေါ့နော်အဲ့တော့ကလေးကသူ့ပေါက်သူတော့ကလေးတွေကများသောအားဖြင့်စကားမပြောနိုင်တဲ့အခါကျတော့သူကမပြောပြနိုင်သူ့လက္ခဏာတွေကျွန်တော်ကြည့်ဖို့လိုတယ်အဓိကတော့ဒီကောင်ကနားကိုကန်ကန်ပြီးတော့အုံငူမယ်အဲ့တော့ပြီးတော့လှဲသိမ့်လိုက်ရင်ပုံငူတယ်ဘာလို့လှဲသိမ့်လိုက်ရင်နားကိုဖိတော့ပို့ပြီးတော့နာတာဟုတ်နောက်တစ်ခုကနှုံးမဆိုးဘူးတော့အစာမစားဘူးနှုံးမဆိုးဘူးအစာမစားဘူးအဲ့တော့အစာစားလို့မျိုးချတဲ့ခါကျရင်ပိုနာတတ်တယ်ပေါ့နော်နေရက်ကိုလက်နဲ့ပုတ်ဆွဲမယ်ပြီးတော့အဖျားကြီးမယ်ပေါ့နော်အဲ့တော့အဲ့လိုတွေဖြစ်ပြီးအဲ့များသောအဖြစ်လဲဒီနှာစည်းချောင်းဖြစ်ပြီးတဲ့အခါမှာဖြစ်ပြီးဆိုလို့ရှင်နော်ဒါဒီခုန otitis media လို့ခေါ်တဲ့အလယ်နားရောင်တာကိုစဉ်းစားသိနေပေါ့နော်အဲ့တော့အဲ့ဒါပြီးသွားပြီဆိုလို့ရှင်ကလေးကဘာဖြစ်လာလဲဆိုတော့အဖျားကျသွားတယ်အဖျားကျသွားပြီးတော့နားကြိုက်တာလည်းနေသက်သာသွားတယ်အဲ့တော့အဲ့ဒါဆိုလို့ရှင်တော့ဒါဒီဘာလို့နားကြိုက်တာသက်သာသွားလဲဆိုတော့အဲ့နောက်ဆက်တွဲဆက်ဖြစ်လာမှာရှိလို့ပေါ့နော်အဲ့ဒီအချိန်မှာမကြခင်အဲ့လိုသက်သာသွားတဲ့အချိန်မှာနားတွေကနေပြည်တွေယူစိတ်ထွက်လာတယ်ပေါ့နော်နားပြည်တွေဖြစ်တယ်ပေါ့အဲ့တော့အဓိကဘာလဲဆိုတော့အတွင်းပိုင်းနားကဒီနားရဲ့ဒီအလယ်နားကတအားရောင်ရမ်းလာတဲ့အခါမှာအဲ့ပြည်ကိုမထင်းသိနိုင်တဲ့အခါမှာနစီပေါက်ပြီးတော့နစီရရတယ်ပြီးတော့ပြည်ယူသွားတယ်ပြည်ယူရတဲ့အတူအဲ့ကတ်ခဲရလဲတက်တာသွားတယ်ပေါ့အဲ့ကတ်ခဲတာတက်တာသွားရင်ဆိုမိဘရဲ့အနေနဲ့ပေါ့နော်ပိုးစရာတော့နေလို့မရဘူးအဲ့တော့နစီပေါက်သွားတာဖြစ်တဲ့ကြောင့်မလို့ဒီသက်ဆိုင်ရာ grade 2ခုတွေနားနှာခေါင်းလေချောင်း2ခုနဲ့တော့ပြပြီးတော့လိုအပ်တဲ့နစီတွေပါရောပြန်ဖာတာတွေပါရောပြန်ပြီးတော့လုပ်ဖို့လိုအပ်တယ်ပေါ့နော်ကဲဒါဆိုရင်ကလေးတယောက်နားကြိုက်ပြီဆိုအိမ်မှာရှေးဥဒနာပြုစုနေတယ်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါလေးနဲ့စောင်းအောင်ရှောင်းလေးကိုဆက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်ပေါ့နော်အဲ့တော့ကလေးတယောက်နားကြိုက်ပြီဆိုရင်အိမ်မှာလုပ်ပြီးလို့ရတာတော့ဘာလို့လဲဆိုတော့ဒီဖျားကြီးလာမယ်ပိုင်းရဆိုရင်ပါစီနီမောအရေးဖြစ်ဖြစ် ibuprofen အရေးဖြစ်ပေါ့နော်ကလေးရဲ့သက်ဆိုင်ရာသူ့ရဲ့ weight နဲ့ချိန်ပြီးတော့ဒါကတော့ဆရာဝန်နဲ့ကျွမ်းကျင်သူတွေတိုင်ပင်ရမှာပေါ့နော်အဲ့လိုတိုင်ပင်ပြီးတော့ဒေချာနဲ့ပြန်တိုက်တာမျိုးလုပ်ပြီးလို့ရတယ်နောက်ပြီးတော့ကလေးကိုပေါ့နော်ဒီနားကြိုက်လို့ငိုပြီးလို့ရှိရင်ကလေးကိုပါပဲနည်းနည်းလေးမြင့်ထားပြီပေါ့နော်နည်းနည်းလေးမြင့်ထားပြီမဲ့ခေါင်းလေးနည်းနည်းမြင့်ပြီးတိတ်တာမျိုးပေါ့အဲ့ဒါမျိုးလုပ်ပေးတင်တယ်ပေါ့နော်လုံးဝ
ရှောင်ရန်လောက်ရမယ့်ကိစ္စတွေပေါ့လုံးဝမလုပ်တဲ့ကိစ္စတွေကတော့နားကြက်တန်တဲ့အထဲကိုကလော်တာတွေလုံးဝမလုပ်သင့်ဘူးပိုဆိုးသွားတယ်ပေါ့နော်နောက်တစ်ခုကဒီအထဲတွေကိုအရေးတွေအစီတွေအဲ့လိုမျိုးလောင်းထည့်တာမျိုးတွေလုံးဝမလုပ်သင့်ဘူးနောက်ပြီးတော့ဆရာဝန်မညွှန်ကြားဘဲနဲ့နားတဲ့ထဲတဲ့စီးတွေပါလေကိုယ့်အကူမလုပ်သင့်ဘူးအဲ့တော့ကလေးမှမလို့အပ်ဖဲတယ်ပေါ့နော်ဘေးတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်တာဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်တော့များသောအားဖြင့်တော့ဒီဆရာဝန်နဲ့တေချာတိုင်ပြီးတော့လိုအပ်တဲ့ကုသမှုတွေလုပ်ပါလို့အကြံပေးချင်ပါတယ်ပေါ့နော်ကဲအခုဆက်ပြီးတော့ကျွန်တော်ဒီကလေးနားကြိုက်တာပြီးဆိုရင်ကုသဖို့နဲ့ဆောင်းအောင်ရှောင်းလေးပြပြချင်ပါတယ်အဲ့တော့များသောအားဖြင့်တော့ဆရာဝန်တက်ပြမှာနော်ဆရာဝန်တက်ပြတဲ့ခါကျရင်ဆရာဝန်ကနားတွင်းကြည့်တဲ့မှန်ပြောင်းလို့လည်းနားကိုကြည့်မယ်ပြီးရင်နားပြီးတော့လိုအပ်တဲ့ကုသမှုတွေအတွက်ပေါ့လုပ်ပေးလိမ့်မယ်ပေါ့နော်ဒီများသောအားဖြင့်တော့ဒီ antibiotic လို့ခေါ်တဲ့ pre-diva စီကိုပေးမယ်အဲ့ဒါကိုဆေးပတ်လေအောင်တောက်စေချင်ပါတယ်ဆရာဝန်ကတိုက်တဲ့ပိုးသက်စီပေါ့နော်တိုက်တဲ့အချိန်မှာပိန်လို့ပါညာဆိုပြီးတော့ရက်မပြည့်ခင်မှာလုံးဝမဖြတ်စေချင်ဘူးပေါ့နော်လိုအပ်ရင်တော့သူကဒီနားနစီလေးပြန်ပြီးတော့ဒီပြန်ဖာပေးရပါညာမျိုးတွေကိုနားနှာခေါင်းလေကောင်အထူးတွေကလုပ်ပေးလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒါဖြစ်အရေးကြီးတဲ့ချက်တွေကဘာလဲဆိုတော့နောက်ပိုင်းချက်မဖြစ်အောင်ကောက်ဝဲတဲ့နည်းလမ်းတွေပေါ့နှုတ်တိုက်တဲ့အခါမှာပလက်လန်ပြီးတော့နှုတ်မတိုက်စေချင်ဘူးနှုတ်တိုက်တဲ့အခါမှာကလေးကို45ဒီလောက်ပေါ်ညှစ်ထားပြီးတော့မှတိုက်စေချင်တယ်ပေါ့နော်နောက်တစ်ခုကကာဝယ်သေးတွေထိုးတာပေါ့နော်အဓိကတော့ပြင်းထန်တဲ့အဆုတ်ရောင်ကာဝယ်သေးတွေထိုးရမယ်ဆိုလို့ရှိရင်ဒီနားပြည်ယူတာတွေနားကြိုက်တာတွေပါအများကြီးကာဝယ်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ဆက်လေးမတောက်ပါနဲ့အိမ်မှာဆက်လေးတောက်လို့ရှိရင်ကလေးကဆက်လေးငွေရှူကြိုက်ပြီးတဲ့အခါမှာအတွင်းမှာရောင်ရမ်းမှုတွေဖြစ်ပြီးတော့နားကြိုက်တာတွေနားပြူတာတွေပိုဆိုးစေနိုင်တယ်ကြောင့်လို့အဲ့ဒါတွေကိုရှောင်ရှားပေးပါလို့မှာချင်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်ကလေးတယောက်နားလေးကန်ကန်ပြီးတော့မူနေပြီဆိုလို့ရှိရင်ဘယ်လိုတွေပြုဆောက်ရှောက်လို့ရမယ်ဘာတွေသိထားမယ်ဆိုတာကိုမိဘတွေနဲ့သိသွားကြမယ်လို့ပြောနေပါတယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးဆုံးရရှိရဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါအောင်ဒီလိုဗီဒီယိုလေးကိုအမြဲတမ်းတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ပပမ channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါလို့ပြောနေပါအားလုံးနှုတ်ဆက်ပါတယ်ကျွန်တော်ကတော့ပပမ channel မှာကျမရဲ့ပူဇာရေးအမြဲတင်ဆက်ပေးတဲ့ထော်တော်ကဖြစ်ပါတယ်